ပိုင်ကွန်နဲ့သူ့အမေတို့ရဲ့ကိစ္စမှာပိုင်ကွန်ဇနီးဖြစ်သူမလင်းမြဖူးရဲ့ဘက်ကနေပြီးတော့အင်းရေးတွေကိုထပ်မံထုတ်ဖော်ရင်းဝင်ရောက်ဖြည့်ရှင်းလာခဲ့တဲ့မလင်းမြဖူးရဲ့အတော်ရင်ဆိုရှယ်မီဒီယာပလက်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှာဆိုလို့ရှိရင်တော့ပိုင်ကွန်ဇနီးဖြစ်သူမလင်းမြဖူးရဲ့အတော်ရင်ဖြစ်သူအနေနဲ့မနေ့ကပဲသူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာသူ့ရဲ့တူပန်ကိုချွေးမဆိုပြီးတော့ line ပေါ်မှာပြောဆိုနေမှုတွေကိုမခံမရနိုင်ဖြစ်လာခဲ့လို့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်မှာပဲဖြစ်ကြောင်းကုန်စင်ကိုရေးသားဖော်ပြလာခဲ့တာဖြစ်ပြီးတော့ဆိုပါရေးသားဖော်ပြမှုတွေမှာတော့ကျမကလင်းမြဖူးရဲ့အတော်ရင်မှာကိုတူမအကြောင်းကိုဒီလောက်တိုက်ခိုက်နေမှာတော့ဝင်မပါခြင်းလဲပြောပြရစီပိုင်ကွန်ကလည်းကိုတူရင်းလိုပဲရမ်းလိမ့်ပါလေကလေးစမိုင်းလင်းမြဖူးဆိုရင်လည်းငယ်တွေကလိမ္မာကြီးတရှိပြီးတော့အေးဆေးတိမ်မွေးရဲ့မိကောင်းဖခင်သားသမီးလေးပါကလေးတွေမှာဘာမှအပြစ်မရှိပါဘူးဒီကလေးတွေကစပြီးတော့မကြိုက်ခင်တွေကပိုင်ကွန်ကသူ့မိသားစုနဲ့အဆင်မပြေလို့အဝေးမှာနေရတာပါလင်းမြဖူးနဲ့စကြိုက်တဲ့အချိန်ပိုင်ကွန်ကသူ့မိသားစုအကြောင်းတူမလေးကိုပြောပြပါတယ်တူမလေးကလည်းပိုင်ကွန်နဲ့ဒီမိသားစုအဆင်ပြေအောင်ပိုင်ကွန်ကိုစိတ်လျှော့ပြီးမိသားစုဘက်ကိုနားလည်ပေးဖို့အမြဲဆုံးမပေးခဲ့တာလည်း9နှစ်ရှိပါပြီကျမကိုယ်တိုင်လည်းဒီတိုင်းပါပဲပိုင်ကွန်ကိုဆုံးပါပါတယ်ပိုင်ကွန်နဲ့သူ့အမေအဆင်မပြေတိုင်းတူမလေးခင်ဗျာအလုပ်တွေပြပြီးတော့မယူရသေးတဲ့ရောက်မှရှိကိုအမြဲတွားချော့နေရတာနဲ့သူတို့အိမ်လုံးလည်းတိကျပါတယ်ဒီလိုမျိုးကိစ္စဆိုတာသူတို့ရေးသားတဲ့တမ်းမှာမရေမတွက်နိုင်လောက်အောင်ပါပဲပိုင်ကွန်အထက်ရောက်နေစမှာလဲပိုင်ကွန်အမေကိုဗစ်နဲ့အသက်အတန်ဖြစ်နေလို့တူမလေးရဲ့အဖေကိုယ်တိုင်ဆေးရုံတင်ခွင့်ရအောင်အောက်ဆီဂျင်ရအောင်ညတကောင်အချိန်မှာအသက်ကယ်ပေးခဲ့တာပါတူမလေးကိုယ်တိုင်လည်းကူညီပေးခဲ့ရတာတွေကမရေမတွက်နိုင်ပါဘူးသူတို့မင်္ဂလာဆောင်မွေးလုပ်နေတဲ့အချိန်မှာတော့ပိုင်ကွန်ကအလုပ်တွေကြားတဲ့မိသားစုပြဿနာတွေဖြေရှင်းနေရတာနဲ့အချိန်ကုန်နေခဲ့တာပါကလေးကဆိုင်လာရင်တငိုတီနဲ့ဒီကလေးတွေဘာပြစ်လုပ်ထားလို့လဲပြီးတော့သူ့အမကပိုင်ကွန်တို့အိမ်ပတ်ချောက်မှနေပြီးတော့စီးမဆောင်ပဲစမိုင်းလေးရဲ့မိဘတွေကိုအောက်တန်းစားတွေဆိုပြီးတော့ပိုင်ကွန်အိမ်ကအလုပ်သမားကိုပြောခဲ့ပါတယ်ဒါနဲ့ပဲအဲ့ဒီအလုပ်သမားကပဲပိုင်ကွန်တို့ဇနီးမောင်နဲ့တာကီကနေပြန်လာတဲ့အချိန်မှာစမိုင်းကိုအကုန်ပြောပြတော့မှကျမတူမလေးသိရတာပါအဲ့တော့ကျမတူမလေးစိတ်ဆိုးမိတာမှာပါအမြဲပိုင်ကွန်မျက်နှာနဲ့အလိုက်တတိနေခဲ့တဲ့တူမလေးကသူ့မိဘကိုဒီလိုပြောရင်တော့ဘယ်ခံနိုင်ပါမလဲဒါကြောင့်သူ့အမကိုစမိုင်းကဖုန်းဆက်မိခဲ့ပါတယ်သူ့အမကလည်းဟုတ်တယ်ငါပြောတယ်ဘာဖြစ်လဲဆိုပြီးတော့သူတို့နှစ်ယောက်ပြဿနာထားဖြစ်ကြတာပါဖုန်းထဲမှာပါတစ်ဖက်မှာလည်းကျမကပိုင်ကွန်နဲ့စမိုင်းကြီးကပြန်လာတော့ဆိုင်အတွက်စင်းရဲ့ဝင်ထွက်တွေပြောမလို့စမိုင်းကိုဖုန်းဆက်တော့မအားလို့နောက်ထပ်နံပါတ်တစ်ခုကိုဆက်ရင်ဖုန်းထဲကနေဒီပြဿနာအားလုံးကိုကြားနေတာပါသူ့အမကသူရှာတဲ့ပြဿနာကိုသူ့ဘာသူမရှင်းမဲနဲ့သူ့အမေကိုတွားတိုင်ခဲ့ပါတယ်ကိုရဲ့မောင်ကခုမှမင်္ဂလာဆောင်ပြီးအောင်ရှိသေးတယ်ဒီလိုလုပ်တာကအရမ်းမှားရွံ့ပါတယ်ကိုသားသမီးမှားရွံ့တာကိုသိရနေမဆုံးပါပဲပိုင်ကွန်အမေကစမိုင်းကိုဖုန်းဆက်ပြီးစမိုင်းမိဘတွေကိုမမှန်ရန်ထက်ဆော်ကားခဲ့ပါတယ်ဒါတွေတခုမှကျမအကုန်ကြားတယ်နော်စမိုင်းရဲ့အတော်တယောက်အနေနဲ့ကျမအင်မတန်စိတ်ဆိုးမိပါတယ်ပိုင်ကွန်အမေကတူမလေးကိုမျက်နှာချင်းဆိုင်ရှင်းမယ်မိဘတွေကိုခေါ်လိုက်ဆိုတော့ကျမကစမိုင်းရဲ့အတော်တယောက်အနေနဲ့မဖြစ်တင်တာတွေမဖြစ်ရအောင်ဖုန်းချပြတာနဲ့အဲ့ဒီညမှာပဲစမိုင်းမိဘတွေနဲ့တူတူကျမလေးပိုင်ကွန်ရဲ့ပတ်ချောက်ကိုလိုက်သွားခဲ့ပါတယ်ပိုင်ကွန်အမေကချက်ချင်းစေးုံတင်နေလို့ဆိုပြီးတော့မလာခဲ့ပါဘူးအဲ့ချိန်ထိကျမတူမဘက်ကနေတခွန်းမှမရိုင်းတဲ့စကားလေးမပါခဲ့ပါဘူးသူမိဘတွေကိုပြောလို့ငိုပဲငိုနေတာရှိတာပါကျမအကုန်ကြားပါတယ်အဲ့ဒီနောက်ပိုင်းကလေးကပိုင်ကွန်နဲ့စမိုင်းကဒီနေ့ထိသူ့မိသားစုရဲ့အဝေးမှာပဲနေခဲ့ပါတယ်အဆက်အသွယ်လည်းမရှိကြပါဘူးကျမအမြင်ကတော့ဒီကလေးညောင်ဟာအင်မတန်ကောင်းမွန်ကြတဲ့သူတွေဖြစ်ပြီးတော့ကျမတူမဟာလူကြီးတွေကိုဘယ်တော့မှမရိုင်းခဲ့တယ်လို့ပိုင်ကွန်အပေါ်မှာလည်းလေးလေးစားစားပဲဆက်ဆံတဲ့ကလေးတယောက်ပါဘယ်တော့မှပိုင်ကွန်အမေပေါ်မှာလည်းစော်ကားပြောဆိုခြင်းမရှိတဲ့အပြင်အမြဲသူ့မိဘတွေလို view site ပေးခဲ့တာပါချွေးမဆိုလို့ပြောတာလေကျမတကယ်စိတ်မကောင်းပါဘူးအခုဖြစ်ပျက်တွေကိုကျမကိုယ်တိုင်မျက်မြင်တွေ့ရတာမို့စိတ်မကောင်းတဲ့အလွန်ဖြစ်မိပါတယ်ဒီလိုစိတ်သဘောထားကောင်းမွန်တဲ့ကလေးနှစ်ယောက်ကိုပေါင်းဝင်ကကိုယ်တိုင်မသိပဲတစ်ဖက်သက်ပြောဆိုနေကြတာမြင်ရတာစိတ်မကောင်းဖြစ်မိတာကြောင့်စမိုင်းရဲ့အတော်တယောက်အနေနဲ့ဝင်ရောက်ရေးခဲ့ရခြင်းဖြစ်ပါတယ်ဆိုပြီးတော့လေမလင်းမြဖူးရဲ့အတော်ကိုယ်တိုင်မှသူ့ရဲ့လူမှုကွန်ရက် social media အကောင့်ထက်ပေါ်မှာအခုလိုပဲဖော်ပြရေးသားလာခဲ့တာလေးဖြစ်ပါတယ်ဒီကြောင့်ဆရာနဲ့ဆက်လင်းပြီးတော့ခုချိန်မှာဆိုလို့ရှိရင်တော့လူမှုကွန်ရက် social media ထက်နဲ့အဆိုပါ post ရဲ့ comment အောက်တွေမှာပိုင်ကွန်နဲ့မလင်းမြဖူးတို့ကမှန်ကန်ကြောင်းနဲ့ပိုင်ကွန်ရဲ့အမေနဲ့သူတို့မိသားစုတွေကတစ်ဖက်သက်ဆန်လုံးနေတယ်ဆိုပြီးတော့ပုံမူကဝေဖန်မှုတွေလည်းရှိလို့လာခဲ့တာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် social media ပြည်သူတွေလည်းမသိလိုက်ရမရှိရအောင်ဖော်ပြတင်ဆက်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ပြည်သူတွေရဲ့တွေ့မြင်ခြင်းတွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာနောက်တစ်ဗီဒီယိုမှာနောက်တစ်တင်ကြတစ်ခုနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါပြည်သူတွေ issue update တွေဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ